အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လော်စီမီဇာကိုမီဇာပါကျွန်တော်လော်စီမီဇာမှာဒီအပတ်အတွင်းအသေးရောက်ရှိထားတဲ့အမြင့်နိုင်တွေကိုကျွန်တော်ပြပေးသွားမယ်ဖြစ်ပါတယ်ပထမဆုံးလုံးလေးကတော့ Hublot Big Bang 45mm Rainbow လေးပဲဖြစ်ပါတယ်ဒီ Big Bang 45mm Unico Rainbow ကြတော့ကျွန်တော်တို့စိန်လုံး950ကျော်နဲ့ဖွဲ့စည်းပေးထားပြီးတော့ကျွန်တော်တို့အပေါ်ကစိန်တွေမကဘူးဒီကျိုးပါအစ Rainbow နဲ့ရရှိသွားမှာဖြစ်ပါတယ်ဒီနိုင်လေးကိုကျွန်တော်စီမှာ15သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်လုံးကလည်း Hublot ပဲအဲ့ဒါလေးကတော့ Hublot MP09 Tourbillon Edition လေးပဲဖြစ်ပါတယ် 5-day power reserve နဲ့ရမယ်ကျွန်တော်တို့ဒီနိုင်ကျတော့ဘယ်သူတွေဝစ်တင်လဲဆိုတော့ကျွန်တော်တို့ဒီလက်ဆိုင်ကြီးတဲ့သူတွေပေါ့နော်ပြီးတော့လက်ဆိုင်လည်းကြီးပြီးတော့နိုင်ယူလည်းစိုက်အပြည့်မှဝစ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်တို့ဒီနိုင်လေးကိုဝစ်လို့တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်တို့လက်နဲ့ဆိုရင်တော့ဒီနိုင်စိုက်ကဘယ်လို့မှဝစ်လို့အဆင်မပြေဘူးပေါ့နော်အရန်ကိုကြီးတယ်လက်ဆိုင်ပြည့်တဲ့သူတွေဆိုရင်တော့ဒီ Hublot MP09 Tourbillon Edition လေးကိုကျွန်တော်စီမှာဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီအားလေးကအနောက်ဘက်မှာကြည့်မယ်ဆိုရင်လည်းကျွန်တော် skeletonized ပုံစံနဲ့ limited edition ဆိုပြီးတော့လည်းရေးပေးထားတယ်အရှေ့ဘက်မှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ Tourbillon လေးလည်းပါရှိသွားမှာဖြစ်ပါတယ်ဒီနိုင်လေးကိုကျွန်တော်တို့ဆိုင်မှာ30ဝန်းကျင်နဲ့ဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ Patek ထဲကအဲ့ဒါလေးကတော့ Patek Philippe ကိုမှကျွန်တော်တို့ Grand Communication Perpetual Calendar 5270p လေးပဲဖြစ်ပါတယ်Rose Gold ကိုမှကျွန်တော်တို့ leather strap နဲ့ဆိုတော့ dress wash အနေနဲ့လည်းဝယ်လို့ရတယ် grand complication ဖြစ်တာကြောင့်မလို့ကျွန်တော်တို့အထက်က sub downs တွေအကုန်လုံးလည်းအလုပ်လုပ်တယ်ဒီကောင်က leather strap ဆိုတော့ကြာလာရင်တော့ leather ကြေတာတွေတော့ဖြစ်တတ်တယ်ပေါ့နော်ဟို6လတစ်နှစ်တစ်ခါတော့ leather ဘိုးတော့ကုန်မယ်လို့တော့ကျွန်တော်ထင်ပါတယ်နိုင်ဝယ်ပြီးသွားလို့ရှိရင်လည်းautomatic နိုင်တွေပါဒီနိုင်လေးကိုလည်းကျွန်တော်တို့လက်စီမစားမှာ15သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီ Patek Philippe ကတော့quality ကိုမှလုံးဝအမြင့်ဆုံး high end quality ဖြစ်တယ်အဲ့ဒါလေးကတော့ Patek Philippe Aquanet ကိုမှ 5168G Singapore edition လေးပဲဖြစ်ပါတယ်ဒါက size ကကျွန်တော်တို့40လို့ပြောပြီးမြဲလက်မှာဝတ်ထားရင်ကျွန်တော်တို့တော်တော်အဆင်ပြေတဲ့ size ဖြစ်တယ်လက်ကြီးတဲ့သူရောလက်သေးတဲ့သူရောဝတ်လို့ရတဲ့ size လေးဖြစ်တယ်ဘာလို့ Singapore edition လို့ပြောလဲဆိုတော့ကျွန်တော်တို့အထက်က second down ကိုကြည့်မယ်ဆိုရင်လေ red hand လေးနဲ့လာပြီးတော့ကျွန်တော်တို့ကျိုးကလည်း red strap လေးဖြစ်တယ်အဲ့အပြင်ကမှကျွန်တော်တို့အနောက်ဘက်မှာ2019 Singapore edition လို့လည်းရေးပေးထားပါတယ်ဒီနိုင်လေးက 5168G ကိုမှကျွန်တော်တို့ Singapore edition လေးပဲဖြစ်ပါတယ်ဒီနိုင်လေးကိုကျွန်တော်တို့ luxury မှာမှာ310ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ site အပြည့်မှာပတ်ချင်တယ်အခုကကျွန်တော်ပြောရတဲ့ Hublot ပုံစံမျိုးပေါ့နော် site အပြည့်မှာပတ်ချင်တဲ့သူတွေအတွက်ဆိုရင်ကျွန်တော်ဒီမှာနောက်တစ်လုံးရောက်ထားတာကFrank ကိုပါ Vanguard ကိုမှကျွန်တော်တို့ Bitcoin edition လေးပဲဖြစ်ပါတယ် Bitcoin edition ဆိုတော့ crypto trader တွေလည်းအကြိုက်ဆုံးနိုင်တစ်လုံးဖြစ်တယ်ကျွန်တော်တို့အပေါ်မှာသူ12နိုင်နေရာမှာ scan လေးလည်းပေးထားတယ်ပေါ့နော်ဒီ scan လေးကိုကျွန်တော်တို့ဖတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Frank ရဲ့ website ထဲရောက်သွားမှာဖြစ်ပါတယ် Bitcoin logo ကိုလည်းသူဟာစိန်လေးနဲ့လုပ်ပေးထားပါတယ် Rose Gold casing ဆိုတော့ကျွန်တော်တို့လူကြီးရောလူငယ်ရောမရွေးဝစ်လို့အဆင်ပြေတဲ့နိုင်တစ်လုံးဖြစ်ပါတယ်ဒီနိုင်ရဲ့ဈေးလေးကကျွန်တော်တို့ luxury မှာ15သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်လုံးကတော့ကျွန်တော်တို့ Audemars Piguet ထဲကကမ္ဘာအပန်းဆုံးနိုင်စရင်ထဲမှာလည်းပါတဲ့ model တစ်မျိုးဖြစ်တယ်။အဲ့ဒါလေးကတော့ Audemars Piguet Royal Oak 15202 SD Jumbo လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ Jumbo ဆိုတော့သူဟာစက္ကန့်တန်မပါတော့ဘူးပပကတ်လေးနဲ့ဝတ်ထားလို့ရှိရင်ကျွန်တော်တို့လုံးဝကိုပပကတ်နဲ့လက်မှာကတ်လေးမှလိုချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီနိုင်လေးတော်တော်လေးအဆင်ပြေပါတယ်ဝတ်ထားရင်လည်းတော်တော်လေးကိုပါကတ်ပြီးတော့လက်မှာကတ်နေမဲ့နိုင်တစ်လုံးဖြစ်တယ် blue dot ဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ပွဲတက်မှာဝတ်မယ်ဆိုရင်ပုံတွေပါရိုက်လို့ရှိရင်လည်းတော်တော်ပေါ်တဲ့ဓာတ်လေးဖြစ်တယ်ဒီနိုင်လေးကိုကျွန်တော်တို့ luxury မှာ340ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ပြပေးသွားမယ့်ဒီ3လုံးကတော့ Rolex ပေါ့နော် Rolex ထဲကမှ quality အမြင့်ဆုံးတွေလည်းဖြစ်တယ်အစနဲ့တစ်ထပ်ထဲတူအောင်ထုတ်ပေးထားတဲ့ quality မျိုးတွေလည်းဖြစ်တယ်ဈေးကလည်းမိုးပေါ်မှာပေါ့နော်ကျွန်တော်အခုပထမဆုံးပြပေးသွားမှာတော့ Rolex Daytona 126519LN Ghost Oyster Flex လေးပဲဖြစ်ပါတယ်ဒီနိုင်လေးကကျွန်တော်တို့ Oyster Flex ဂျိုးနဲ့ဆိုတော့ Spotify လည်းအပြည့်ရတယ်ကျွန်တော်တို့daily win လို့ဆိုရင်လည်းတော်တော်လေးကိုတင်တော်တဲ့ model တစ်မျိုးဖြစ်ပါတယ်ဒီနိုင်က quality အမြင့်ဖြစ်တာကြောင့်မို့ကျွန်တော်တို့ chrono နဲ့ဖြစ်သွားမယ် chrono automatic high grade 4131 set နဲ့ဖြစ်သွားမယ်ကျွန်တော်တို့ဒီကတ်မှာပါတဲ့ serial တွေ reference တွေအကုန်လုံးကလည်းကျွန်တော်တို့ဒီနိုင်နဲ့တစ်ထပ်ထဲကြအောင်ပါမယ်ဒီကတ်မှာကျွန်တော်တို့ NFC လည်းပါရှိသွားမှာဖြစ်ပါတယ်ဖုန်းနဲ့ထိလိုက်လို့ရှိရင် Rolex ရဲ့ website ထဲတန်းရောက်တဲ့ NFC လည်းပါရှိသွားမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်သူ့ရဲ့2025
ဦးစိန်လေးလည်းပါရှိသွားမယ်ဖြစ်ပါတယ်ဒီနှလုံးကတော့စီးပွားရေးသမားတွေတမရတွေကမ္ဘာခေါင်းဆောင်တွေဝတ်တယ်ဆိုပြီးတော့နာမည်ရထားတဲ့ presidential တွေပေါ့နော်ပထမအလုံးလေးကတော့ Rolex Day-Date 228235ကိုမှကျွန်တော်တို့ Rose Gold Olive Green Dial လေးပဲဖြစ်ပါတယ် Rose Gold ကိုမှ Olive Green Dial ဆိုတော့ Luxury 5လည်းအပြည့်ရသလို Green Dial ဆိုတော့ Rolex မှာအပေါက်ဆုံး dial လေးလည်းတစ်မျိုးဖြစ်တယ်တော်တော်လေးကိုလည်းလက်နေတယ်ပေါ့နော်လက်မှာဝတ်ထားရင်လည်းလုံးဝကိုလူတိုင်းငေးစေမဲ့နိုင်တစ်လုံးဖြစ်တယ်ဒီနိုင်လေးကိုကျွန်တော်တို့ Luxury Bazaar မှာ350ဝန်းကျင်နဲ့ဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီ Rolex မှာအမြင့်ဆုံး quality မှာကျွန်တော်ဒီလို green box နဲ့ဖြစ်သွားမယ်ပြီးတော့လို့ရှိရင်ကတ်မှာဟို reference or serial တော့အကုန်ပါမယ်ပြီးတော့ကတ်မှာ NFC လည်းပါရှိသွားမယ်ဖြစ်ပါတယ်ဒီနိုင်လေးကတော့ကျွန်တော်တို့ဒီ quality ထက်ပိုမြင့်နေပေါ့နော်ဘာလို့လဲဆိုတော့ weight ပါသွားမယ် gram 220ကျော်အထိ weight ပါသွားမယ် model လေးဖြစ်တယ်ဒီဟာလေးကတော့ Rolex Day-Date 228235ကိုကျွန်တော် Rose Gold smoke ombre လေးဖြစ်တယ်ပေါ့နော် ombre dial ဆိုတော့ကျွန်တော်တို့ Rolex မှာလည်းတော်တော်ပေါက်တဲ့ dial တစ်မျိုးဖြစ်တယ်ကျွန်တော်တို့ Rose Gold ombre ပေါ့နော်ဒီနိုင်လေးက weight ပါမယ်ကျွန်တော်တို့နိုင်ကို weight လည်းပါတာကြိုက်တယ်ပြီးတော့လုံးဝ high end collection ထဲကလည်းလိုချင်တယ် president collection ထဲကလည်းလိုချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီ day-date လေး install ရှိသွားမှာဖြစ်ပါတယ်ဒီ day-date ကိုကျွန်တော်တို့ Luxury Bazaar မှာ350ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြသွားတဲ့နိုင်မျိုးအမြင့်စား quality တွေလုံးဝ high end clone ပုံစံမျိုး quality အမြင့်ဆုံးတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်တို့ Luxury Bazaar မှာ in stock မျက်မြင်ထားပေးထားတာကြောင့်စိတ်တိုင်းကျလက်ပေါ်တင်ပြီးတော့ဆိုင်ကိုလာရောက်ပြီးစိတ်ကျရွေးချယ်ဝယ်ယူလို့ရပါတယ်ဒီနိုင်တွေမဟုတ်ဘူးထပ်ပြီးတော့ကျွန်တော်တို့ဒီမှာ Patek တွေရော AP တွေရောအမြင့်ဆုံး quality တွေကထပ်ရောက်ဖို့ရှိတယ်အဲ့ချိန်ကျရင်ကျွန်တော် video တက်တစ်ခုထပ်လုပ်ပေးမယ်ဒီနိုင်လေးတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ Luxury Bazaar မှာ in stock မျက်မြင်ကြည့်ရှုဝယ်လို့ရတော့မှာဖြစ်ပါတယ်ဆိုင်လေးစာလေးကတော့ရန်ကုန်ပပဲတမြို့နယ်ကုံစည်းလန်းအလဲဘလောက်အမှတ်953 958 Great Cairo ကွန်ဒို EF လေးတော့မှာတရှိပါတယ်ဆိုင်ကိုလာရပြီးတော့စိတ်ကြိုက်အလုံးကိုရွေးချယ်ဝယ်လို့ရပါတယ်ဒီ video လေးကိုအဆုံးကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်